အိုးဘဲဦးစစ်စစ်ငဖဲစစ်စစ်မှကြိုက်တဲ့ဖိုဒီလေးအတွက်100ရာခိုင်နှုန်းအိုးဘဲဦးစစ်စစ်ရတဲ့ဆိုင်လေးဆိုင်ကိုခေါ်သွားမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်။ Grace ခေါ်သွားမဲ့ဆိုင်နာမည်လေးကတော့စက်မှုတော်ညိုပဲဖြစ်ပါတယ်ရှင်။ဒီဆိုင်လေးကတောင်မွေမြို့နယ်မြစ်တာညွန့်ရက်ကွာစက်မှုရတနာလမ်းမပေါ်မှာရှိတာပဲဖြစ်ပါတယ်ရှင်။သူ့မှာဆိုရင်မုံဟင်းကားရဲ့အုံနှုတ်ခောက်ဆွဲရဲ့ရွှေတောင်ခောက်ဆွဲရဲ့ဆိုပြီး၃မျိုးရပါတယ်ရှင်။မုံဟင်းကားဟင်းရဲ့ပုံစံကြတော့အပြစ်ပုံစံမျိုးပေါ့နော်။ငါးရဲ့ပဲရဲ့စံမှုန့်ရဲ့နဲ့ပြစ်လေးချက်ထားတဲ့ပုံစံမျိုးလေးပါ။ Grace ကတော့အိုးဘဲဦးစစ်စစ်စားချင်တာမလို့ဒီဆိုင်ကိုတကူးတကားကိုလာစားတာပါသူစီကအိုးဘဲဦးက100ရာခိုင်နှုန်းစစ်ပါတယ်ဖူရီလေးတွေတော့မသိဘူး Grace ကတော့အိုးဘဲဦးနဲ့ပတ်သက်နည်းနည်းလေး sensitive ဖြစ်တတ်တယ်အိုးဘဲဦးလို့ပြောပြီးကြုတ်ကြီးလာကြရင်လည်း Grace မကြိုက်ဘူးအိုးဘဲဦးလို့ပြောပြီးတော့အိုးရဲကိုခဏပဲနစ်ပြီးတော့ပြန်ဆယ်ထားတဲ့ဘဲဦးလာကြွေးလည်းမကြိုက်ဘူးအိုးရဲမှာမီအေးအေးလေးနဲ့အချိန်ကြာကြီးတည်ထားတဲ့ဘဲဦးစစ်စစ်အိုးဘဲဦးကိုစားရတာပဲ Grace ကကြိုက်တာပါဒီဆိုင်မှာလေအိုးဘဲဥတွေမကောက်ငဖဲရလည်းအစ်စ်ပါအိုးချက်သွန်နေရောငှက်ပြောပင်နေရောပါပေါ်လောလောထည့်ပေးတာ Grace အရန်သဘောကျမိပါတယ်ရှင်မူဟင်းကားကိုလေအဲ့လိုညှက်ဖက်လေးနဲ့အိုးဘဲဥစစ်စစ်လေးနဲ့အိုးချက်သွန်နုနုအီချိုလေးနဲ့စားရတဲ့အရာသာဘာနဲ့မှမလဲနိုင်ပါဘူးရှင်ချက်သွန်တွေကိုလေဟင်းအိုးတဲ့ဒီတိုင်းထားလိုက်ရင်ပျော်သွားမှာဆိုလို့အိုးချက်သွန်ဖြစ်တဲ့အချိန်မှာဆယ်ပြီးတော့တက်အိုးတိုးနဲ့ထားပေးထားတာကအရန်ကိုသဘောကျစရာကောင်းပါတယ်အခုလိုမျိုးမူဟင်းကားပွဲပြင်ပေးတဲ့အချိန်မှာအိုးချက်သွန်နှလုံးသုံးလုံးထည့်ပေးလိုက်တော့ Grace တို့ချက်သွန်ကြိုက်တဲ့သူတွေအိုးချက်သွန်ကြိုက်တဲ့သူတွေကလည်းထိထိမိမိစားလို့ရတာပေါ့နော်။ဘန်ထဲမှာလည်းမုံဟင်းကားရဲ့ထည့်စားမဲ့အစာပလာ9မျိုးအခုလိုမျိုးဖောဖောတီတီတတရရတနက်ရှင်းရှင်းထားပေးထားတာကိုတွေ့ရပါတယ်ရှင်။မုံဟင်းကားနဲ့တွဲစားဖို့အတွက်ယူနွေးချမ်းကိုလည်း free flow ပေးထားပါတယ်ရှင်။ဆိုတော့ Grace ဆက်ပြီးတော့စားလိုက်တောက်လိုက်ပါအောင်မယ်ရှင်။ Grace သွားခဲ့တဲ့ဆိုင်နာမည်လေးကတော့စက်မှုတော်ညိုမုံဟင်းကားပဲဖြစ်ပါတယ်ရှင်။တောင်မွေမြို့နယ်မြစ်တာညွန့်ရက်ကွာစက်မှုရတနာလမ်းမပေါ်မှာရှိတာပဲဖြစ်ပါတယ်ရှင်။အားလုံးပဲတတား